ကိုယ့်ရဲ့ business ကိုယ့်ရဲ့လုပ်ငန်းကရှေ့မရောက်တာငွေတစ်ခုတည်းကြောင့်လုံးဝမဟုတ်ပါဘူးဒီတစ်ခုသိမယ်ဆိုလို့ရှိရင်ကိုယ့်လုပ်ငန်းက next level ရှေ့ကိုမြန်မြန်ရောက်မယ်ဆိုတာအာမခံပါတယ်ဒါကဘာလဲဆိုလို့ရှိရင်ဝန်ထမ်းတွေပေါ်မှာထားရမယ်ကိုချင်းစာစိတ်ပဲဖြစ်တယ်ဒီကိုချင်းစာစိတ်ကပါဇက်ကပြောနေုံမဟုတ်ဘဲနဲ့ကိုကဝန်ထမ်းဆိုတဲ့နေရာမှာတွားပြီးတော့ခန်းစားကြည့်ရမှာပဲဖြစ်တယ်ဒါဆိုလို့ရှိရင်နှွေးထွေးမှုတွေတယောက်နဲ့တယောက်နဲ့ချိတ်ဆက်မှုရပြီးတော့ကိုယ့်ရဲ့ business ကရှေ့ကိုမြန်မြန်ရောက်မှာပဲဖြစ်တယ်မအနေနဲ့ဇင်မပြောပြရမယ်ဆိုလို့ရှိရင်မနေ့ကဇင်မတားမွေးဆိုင်ကိုသွားတဲ့အချိန်မှာဒီကလေးတွေရဲ့အခန်းထဲကိုတန်ရှင်းအနေနဲ့ဝင်လေ့လာတယ်ပေါ့နော်ဒီမှာကလေးတွေတော်တော်များများမှာခြီဆောင်လေးတွေတွေ့တယ်ဒါကိုကြည့်ချင်းအဖြစ်ဇင်မတို့ဆိုရင်နေရဖြစ်တယ်နေကိုတစ်ခါပြန်ခြီဆောင်30 40ဒီလိုမျိုးရက်ယူခဲ့တယ်ခြီဆောင်ကိုပဲသုံးတယ်ဒီမှာနှွေးထွေးမှုကဘာကိုပြလဲဆိုရင်ကလေးတွေယောက်ျားလေးဆိုတုံတန်အောင်အလုတ်လာတယ်ဆိုရင်အိမ်နေအိမ်စားဖြစ်တဲ့အတွက်စောင်းနေပါတယ်မယူခဲ့ဘူးသူတို့တောင်းလိုက်တယ်ဆိုတဲ့နေရာမှာပေးလို့တောင်းတာမပေးရင်တောင်းရဘူးဘယ်သူမှမတောင်းရဘူးဒါကြောင့်ကိုယ့်ဘက်ကဒီလိုမျိုးနွေ့နွေ့ထွေးထွေးနဲ့ငွေအပြင်ကိုဘာထပ်ပေးနိုင်သေးလဲဆိုတော့ business owner တယောက်ဖြစ်လာရင်စဉ်းစားဖို့အရန်ကိုအရေးကြီးတယ်နှမျောနေလို့မရအောင်ဒီတေးသေးလေးနှမျောတာနဲ့ရှေ့ကိုမရောက်တဲ့ business owner တွေအများကြီးရှိတယ်ဒါကြောင့်ကိုယ်လုပ်ငန်းကတကယ်ကြီးကျင်နေဆိုလို့ရှိရင်ကို့မှာဝန်ထမ်း1ယောက်ပဲဖြစ်ဖြစ်2ယောက်ပဲဖြစ်ဖြစ်10ယောက်15ယောက်ဘလောက်ပဲဖြစ်ဖြစ်ငွေအပြင်ဘာထပ်ပေးနိုင်သေးလဲဒါကိုစဉ်းစားဖို့လိုတယ်ဝန်ထမ်းကိုယ့်ရဲ့တင်းနဲ့ကိုနဲ့က relationship ကလုံးဝကိုမိသားစုသပွဲဆက်သွယ်ထားနိုင်ပြီဆိုလို့ရှိရင်ဒီလုပ်ငန်းကတေးကြတယ်ရှေ့ရောက်ဖို့အရန်ကိုကြာသွားပြီဒီဗီဒီယိုကအကျိုးရှိတယ်ဆိုရင် share ပေးသွားဖို့မမေ့ပါနဲ့